ရှင် Universal Solar မြန်မာနဲ့ကြိုဆိုပါတယ်အခုကတော့အပေါ်ထိုင်ပန့်လို့လူတီများတဲ့3လက်မဝေ3လက်မထွဲဒီစီအောင်လေး2ကောင်စာဖေးပန့်ကို JA630 ဝယ် Solar 3ချက်နဲ့စမ်းနေရပဲဖြစ်ပါတယ်ဒီဇိုက်ကတော့ ACB ဒီဇိုက်ပါဒီစာဖေးပန့်တွေကဘလို့နေရာတွေမှာသုံးကြလဲဆိုရင်သူက6မြောက်ကန်ဆယ်တွေကနေစိုက်ခင်းတွေအတွက်ရည်တင်ခြင်းတဲ့ခါမှာဆိုရင်အများဆုံးအသုံးပြုကြပါတယ်သူကအဓိကအဝေးတွန်းခြင်းတဲ့ခါမှာအသုံးပြုတာဖြစ်တဲ့အတွက်ဥပမာ6မြောက်ကန်ကနေကြက်တုံခင်းတို့ကွန်းချံတို့စပားဆိုင်ခင်းတို့အတွက်ရည်တင်တဲ့ခါမှာဆိုရင်အများဆုံးအသုံးပြုကြတာကိုတွေ့ရပါတယ်ဒီ3လက်မဝေ3လက်မအတွက်စာဖေးပန့်တွေကိုအခုပြထားတဲ့ JA ဒီဇိုက်630ဝယ် Solar ချက်3ချက်နဲ့မောင်းမယ်ဆိုရင်တော့ရေကလန်ကတနာရီကို15000ဝန်းကျင်ထိထွက်ရှိနိုင်မှာပဲဖြစ်ပါတယ်ရှင်ဒီ3လက်မဝေ3လက်မအတွက်စာဖေးပန့်တွေဆိုရင်ညီမတို့ရဲ့ Universal Solar မြန်မာမှာအခုလောလောဆယ်စတော်များများရရှိနိုင်ပါတယ်ရှင်။လိုင်းလာတဲ့ဆင်ပေးနေတဲ့ installer သမားတွေရောပြန်လည်ရောင်းချမဲ့ဆိုင်သမားတွေရောညီမတို့ရဲ့ Universal Solar မြန်မာမှာ3လက်မဝေ3လက်မထွက်စာပေပန့်တွေကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့မန္တလေးမြို့36လမ်းဒီ58 59လမ်းကြားမှာရှိတဲ့ Universal Solar မြန်မာကိုလူကိုယ်တိုင်လာစုံစမ်းနိုင်တယ်လို့တိတော့ချက်ပါပြည့်မစင်ညာဘိုင်ဘာနံပါတ်ဖြစ်တဲ့399590 9996ချင်းတို့မှတက်စင်လဲအသေးစိတ်ဆက်သွယ်စုံစမ်းမြင်ပြီးတော့ဝယ်ရရှိနိုင်ပါတယ်ရှင်